product PC တွေကိုရရှိတဲ့အခါမှာပဲဖြစ်ဖြစ်မိမိကိုယ်တိုင်ဗီဒီယိုရရှိတဲ့အခါမှာပဲဖြစ်ဖြစ်မဖြစ်မနေရှိထားတဲ့ PC တစ်ခုဒီနေ့ဗီဒီယိုထဲမှာတော့ content creator တွေမဖြစ်မနေရှိထားတဲ့ twine bot လေးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒါလေးကတော့ Costa brand ကထုတ်လုပ်ထားတဲ့ KSD 880 model လေးပဲဖြစ်ပါတယ်သူ့ရဲ့ boom ဆိုလို့ရှိရင်လည်းအသုံးပြုနိုင်တဲ့ stand ရဲ့အမြင့်နဲ့အသုံးပြုပုံလေးကိုပါတစ်ခါတည်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဘူးထဲမှာဘာပါလဲဆိုတော့ကျွန်တော်လည်းတူကြည့်လိုက်ကြအောင်နော်သူရဲ့အိတ်ထဲမှာတော့အခုလိုမျိုး twine bot ကြီးကြီးတစ်ခုကိုအရင်ဆုံးတွေ့ရမှာပဲဖြစ်ပါတယ်နောက်ထပ်အနေနဲ့ဖုန်းဟိုတာလေးပါဝင်လာမှာဖြစ်ပြီးအခုလိုမျိုးတက်ဆင်ပေးရမှာပဲဖြစ်ပါတယ်သူ့ရဲ့ twine bot 3ချောင်းဟာဆိုရင်လိုသလိုအချင်းကျယ်ပြုလုပ်လို့ရမှာဖြစ်ပြီးအောက်ရှည်ကကလစ်ကိုဖွင့်ပြီးတော့လည်းလိုအပ်တဲ့အရှည်အတိုင်းဆွဲထုတ်လို့ရပါသေးတယ်အခုပြခဲ့တဲ့ twine bot လေးရဲ့ဈေးနှုန်းကတော့1,300,000နဲ့800ကျပ်ပဲဖြစ်ပါတယ်အခုပစ္စည်းလေးကိုတော့ပဲခူးမြို့ရွှေမော်တော်ဖျားလန်ရှင်းစုပ်လမ်းမကစရင်လေးစစ်ပစ္စည်းတိုင်မှာဝယ်ယူနိုင်တယ်လို့အခြားစရင်လေးစစ်ပစ္စည်းတိုင်မှာလည်းဝယ်ယူနိုင်ပြီးအခုဖော်ပြပါဖုန်းနံပါတ်လေးရတဲ့ဆင်လဲဆက်သွယ်မှယူနိုင်ပါတယ်